အဲ့ဒီလူငယ်လေးကဘယင်ထံခါစားလာတော့မှဘယင်ကြီးရဲ့မိဖုရားကိုမြင်ပြီးတော့ဆွဲလန်းတဲ့စိတ်ဖြစ်သွားတယ်ဟာအိမ်ရောက်တော့မစားနိုင်မတော့နိုင်တမိုင်မိုင်နဲ့အိပ်ရတဲ့နောက်ဆုံးတော့လဲသွားတယ်ဘယင်ကြီးထံမှာခါစားပြီးတော့နေတဲ့အမတ်ကြီးတယောက်ကကျမ်းမာရေးမကောင်းတော့သူ့သားကိုသူ့နေရာမှာကိုစားဘယင်ထံခါစားခိုင်းတယ်အဲ့ဒီလူငယ်လေးကဘယင်ထံခါစားလာတော့မှဘယင်ကြီးရဲ့မိဖုရားကိုမြင်ပြီးတော့ဆွဲလန်းတဲ့စိတ်ဖြစ်သွားတယ်ဟာအိမ်ရောက်တော့မစားနိုင်မတော့နိုင်တမိုင်မိုင်နဲ့အိပ်ရတဲ့နောက်ဆုံးတော့လဲသွားတယ်ဘယင်ကြီးကမေးတယ်ဘာဖြစ်လို့ဒီကလေးယုံမတက်သလဲမေးလိုက်တော့ကျမ်းမာရေးမကောင်းဘာဖြစ်လို့မကောင်းသလဲမေးလိုက်တော့မိဖုရားကြီးကိုဆွဲလန်းတဲ့စိတ်ကြောင့်မရရင်သေမဲ့အနေထားတော့ဒီလိုဖြစ်သွားအဲ့ဒီမှာဘုရင်ကြီးကအံ့ဩစရာကောင်းတာအဲ့ဒီကလေးလေးကိုသူဆွဲလန်းတဲ့ဘုရင်ကြီးရဲ့မိဖုရားကောင်းကြီးကို9 ရက်လှူတယ်9 ရက်လှူပြီးတော့10 ရက်မြောက်ရင်ငါပြန်ပေးဆိုပြီးတော့ဒီကလေးလေးကိုမိဖုရားကြီးကိုပေးလိုက်တာရက်အပိုင်းခြားနဲ့9 ရက်ပဲပေးတယ်ဟာ9 ရက်တိတိပျော်ပါပြီးတော့နေကြတယ်မိဖုရားကြီးနဲ့ဒီကလေးကတဦးနဲ့တဦးတယောက်နဲ့တယောက်ဆွဲလန်းတဲ့စိတ်တွေများပြီးတော့တခါတည်း9 ရက်ပြည့်တဲ့အခါထွက်ပြေးသွားတယ်မရှိတော့မိဖုရားကြီး10 ရက်မြောက်ပြန်မရောက်တဲ့အခါဘုရင်ကြီးကတခါဒီမိဖုရားကြီးကိုဆွဲလန်းတဲ့စိတ်နဲ့ပဲသူလည်းမစားနိုင်မတော့နိုင်ဖြစ်ပြန်ရောဟိုကောင်လေးဖြစ်နေတဲ့ယောဂဘုရင်ကြီးထံရောက်လာတယ်ဘာယောဂလဲမေးရင်စိတ်ကြောင့်ဖြစ်တဲ့ယောဂဆွဲလန်းမှုကြောင့်ဖြစ်တဲ့ယောဂအဲ့ဒီအခါမှာဘာလို့ကြမေးဘာလို့ကြတယ်လဲမေးရင်ဥဒ္ဓနုမြတ်စွာဘုရားရဲ့ဘုရားအလောင်းကသေနကအမတ်သူကခြားသောပညာရှိအမတ်တွေနဲ့တိုင်ပင်ပြီးတော့မှဘုရင်ကြီးရဲ့ယောဂစိတ်ယောဂပဲစိတ်ကြောင့်ဖြစ်တဲ့ယောဂစိတ်နဲ့ပဲကုရမယ်ဆိုပြီးတော့အဲ့ဒီမှာတန်လျက်တတ်ပညာရှင်နန်းတော်ခေါ်ပြီးတော့မူကြီးမယာသေနာပတိတွေရောနန်းတွင်သူနန်းတွင်သားတွေရောဘယင်ကြီးရောပြိတ္တဝိုင်းပြီးတော့ကြည်နေကြတဲ့အလဲကောင်မှာတန်လျက်အတတ်ပညာရှင်အစွမ်းပြတယ်ဘလို့အစွမ်းပြတယ်လဲမေးရင်ကောင်းကင်ကိုတန်လျက်ကြီးပြစ်တင်ပြီးတော့အရှိန်ရှိသလောက်မြင့်တက်ပြီးအရှိန်ကုန်လို့အောက်ကိုဇောက်ထိုးကြလာတဲ့တန်လျက်ကိုအဲ့ဒီအစွမ်းပြတဲ့လူကဗဇက်နဲ့ဖမ်းပြတာဟာဘယင်ကြီးကအံ့ဩလိုက်တာအဘုဒ္ဓံဝတ္တာဘောဣသရိယဝတ္တာဘောအဘုဒ္ဓံဝတ္တအံဩဖို့ကောင်းလိုက်တာဣသရိယဝတ္တလက်ခုပ်တီးပြီးတော့မှချီးကျူးဖို့ကောင်းလိုက်တာဩစရာပဲဟေးလက်ခုပ်တီးကြလက်ခုပ်တီးကြဒီလိုမျိုးပေါ့အဲ့ဒီအချိန်မှာအမတ်တယောက်ကထွက်လာတယ်ဘုရင်ကြီးမအံ့ဩပါနဲ့မအံ့ဩပါနဲ့ဒါအံ့ဩစရာမဟုတ်ဘူးတဲ့အာယုဒအမတ်ကဒီလိုပြောတယ်အဲ့လိုပြောတဲ့အခါဒိဏကံတိကိနန္တာရအသိသံပါဏပါယိနံပါရိသာယပုရိသောကိလတိကိဒုက္ခရတရံတရောယရိညာဒုက္ခရဌာနဓမ္မေအခါဟိပုစီတောဟေးအမကြီးပဏကံတိခိနန္တာရဒီတန်လျက်ဟာပဏကတိုင်းကဖြစ်တဲ့တန်လျက်အလွန်ထက်တယ်အသိဉ္သမဏပါယိနံလူတွေရဲ့အသားနဲ့ထိတိကနေပြတ်သွားတယ်အယိုးနဲ့ထိတိကနေပြတ်သွားနိုင်တယ်လူတွေရဲ့သွေးကိုတောက်တတ်တဲ့ဒီတန်လျက်နော်အစစ်ကြီးပေါ့ပါရိသာယံပုရိသောကိလတိကိဒုက္ခရတရံတရောအဲ့ဒါကိုဒီလူကပရိသတ်လဲကောင်မှာသူ့ရဲ့ပါဇက်တွင်သွင်းပြတာကိုမအံ့ဩနဲ့ဆိုတော့ယရိညာဒုက္ခရဌာနံဓမ္မေအခါဤပုစီတောဒီတဲ့အံ့ဩစရာဘာများရှိသလဲရှိရင်ပြောစမ်းပါအောင်လို့ဒီလိုမေးတာမေးတော့အဲ့ဒီအမတ်ကတခါပြောပြတယ်ဘုရင်ကြီးတဲ့လူတိုင်းရဲ့တန်တမ်းမှာလောဘဆိုတာရှိတယ်လောဘဆိုတာလိုချင်တာရချင်တာသိမ့်ပိုက်ချင်တာဝိသနောတွေလူရည်လို့ဖြစ်လာတာကိုကဘဝနိကန္တိကလောဘဇောကြောင့်ဖြစ်ကြရတာအဲ့တော့ဘုရင်ကြီးတဲ့ဘုရင်ကြီးကတချို့သောလူတွေကလိုချင်တဲ့နေရာကပြောင်းပြန်ဖြစ်ပြီးပေးခြင်းတဲ့စိတ်ပေါ်တယ်
အဲ့ဒါကအံ့ဩစရာကောင်းတာပရိသတ်ကြီးလူကျင်တဲ့လူတိုင်းမှာပေးကျင်တဲ့စိတ်ကလေးပေါ်လာတာဒီစိတ်ကောင်းပဲအဲ့ဒီစိတ်ကောင်းဟာပရိသတ်ကြီးတန်တရာနဲ့ချီပြီးတော့ကြည့်မယ်ဆိုရင်မှောင်မဲနေတဲ့ညတညမှာလျှက်စီးလက်လိုက်တဲ့လောက်အချိန်လေးလောက်ပဲရှိတယ်လက်ခနဲ့ကပြန်ပြီးတော့ပျောက်ကွယ်သွားတာပေါ့စိတ်ကောင်းဆိုတာဖြစ်ခဲတယ်ဒါပြောတာအဲ့တော့လူချင်းတဲ့နေရာမှာပြောင်းမြန်ပေးခြင်းတဲ့စိတ်ကလေးပေါက်တာပေးမယ်လို့ပြောတာပေးခြင်းတာစေတနာနေနဲ့ပြောရင်ပုပ္ပစေတနာအဲ့ဒါကခက်တာဟာကောင်းလိုက်တာမှန်လိုက်တာဘင်းကြီးဒီလိုဖြစ်တယ်အဲ့တော့ဒီတဲ့ကောင်းတာများရှိသေးလားဒီတဲ့ခက်တာများရှိသေးလားပြောသမှာအောင်ဆိုတော့နောက်ကအမတ်တယောက်ကထွက်ပြီးတော့ပြောတယ်ရှိတယ်တဲ့အဲ့တဲ့ခက်တာဘာလဲလို့မေးလိုက်တော့ပါဇက်ကပေးမယ်လို့ပြောတာတဲ့လက်တွေ့ကြကြပေးဖို့ကပိုခက်တာဟောပါဇက်နဲ့ပေးတာကလွယ်တယ်ပေါ့ထီပေါက်ရင်ပေးမှာထီပေါက်ရင်လှူမှာဒါမျိုးကပြောဖို့ကလွယ်တယ်တကယ်ထီပေါက်တဲ့ခါမျိုးကြတော့တကယ်ပေးဖို့ရန်ကြခက်တယ်အစဉ်ပြေရင်ပေးမယ်ပေါ့အစဉ်လည်းပြေပေါ့ပေးဖို့ရန်ကြတခါခက်တယ်ဒါပြောတာစေတနာအနေနဲ့ပြောရင်တော့မုံစစေတနာပုပ္ပစေတနာကနည်းနည်းလွယ်တယ်တဲ့ပုပ္ပစေတနာတဲ့မုံစလက်တွေ့ကြကြပေးဖို့ကပိုခက်တယ်ဘုရင်ကြီးဟာဟုတ်လိုက်တာငါဟိုကောင်လေးကိုငါမိဖုရားကြီးပေးမယ်လို့ငါပြောခဲ့တယ်လူတိုင်းကမရထိဓာကြီးအဲ့လိုစိတ်မျိုးနေရာမှာပေးရင်တဲ့စိတ်ငါပေါက်လာတာဒါတကယ်ခက်ခဲတဲ့အာကြီးပဲအဲ့တဲ့ပိုခက်တာငါလက်တွေ့ကြကြငါပေးပြီးသွားပြီပဲဟာဒီတဲ့ကောင်းတာများရှိသေးလားပြောကြပါအောင်ဆိုတော့နောက်ခအမတ်တယောက်ထွက်လာတယ်ဖရာလောင်းသေနကအမတ်ရှိတယ်ဘုရင်ကြီးရှိတယ်ဘုရင်ကြီးရှိရင်ပြောပါအောင်ဆိုတော့တရေယပုရိသောဒါနံအပ္ပံဝါယရိဝါဘဟုံယောဇာတတဝနာနုတဗေတံဒုက္ခရတရန္တရောသဗ္ဗညံဒုက္ခရံဌာနံဓမ္မေအခါဟိပုစီတောဘုရင်ကြီးနဲတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်နဲပဲဖြစ်ဖြစ်များပဲဖြစ်ဖြစ်ပေးလူပြီးတဲ့နောက်တောကမရောက်ဖဲနဲ့ဝမ်းမြောက်နိုင်ဖို့ရန်ကပိုခက်တယ်ပြိဿကြီးပေးပြီးတဲ့နောက်မှာဝမ်းမြောက်နိုင်ဖို့ရန်ကဘာဖြစ်တယ်ပိုခက်တယ်ပေးမယ်ဆိုတာမခက်ဘူးလက်တွေ့ကြကြပေးတာလည်းပဲဒီလောက်မခက်ဘူးပေးပြီးတော့မှတွေးပြီးတော့ဝမ်းမြောက်ရတာကပိုခက်တယ်ဟောတချို့ပေးပြီးတော့ဝမ်းမမြောက်ဘူးလှူလဲရတာမှားနေတာဘုရားတော်တထေးတူရှိတယ်အိမ်ကလောင်းလိုက်တဲ့ဆွန်းရင်းတွေကိုကြည့်ပြီးတော့ဟာဒီထမင်းတွေဟင်းတွေငါအိမ်ကလုတ်သမားတွေများကျွေးလဲရရင်တော့အများကြီးအလုပ်တွေလုံးမှာဒီကိုယ်တော်တွေကျွေးမိပေးမိလဲဒီကိုယ်တော်တွေကစားပြီးအိတ်ကြမှာလို့မလူခင်ပုပ္ပစေတနာဖြစ်တယ်လှူစေမုံစစေတနာဖြစ်တယ်လှူပြီးတဲ့နောက်ကျတော့သူဘာဖြစ်တော့မေးလိုက်တော့အပရစေတနာချို့သွားတာအဲ့ဒီတော့အဲ့ဒါမျိုးဟာဘဝဟာပြိတဲ့ပူနာတယ်တဲ့ဘာဖြစ်လို့လို့မေးလိုက်တော့လှူပြီးတဲ့နောက်မှာဝမ်းမပြောက်နိုင်ဘူးဆိုရင်ကုသိုလ်ဟာအကျိုးရုပ်သွားတယ်ပေါ့ဘုရားတို့အဲ့ဒါကြောင့်ဘဝတန်ត្រာမှာတချို့ပုဂ္ဂိုလ်တွေပန်းလေးတစ်ပွင့်လှူတယ်90တကဘာပဲမကြောက်တချို့ရေချမ်းလေးတစ်ခွက်ကတ်တယ်90တကဘာပဲမကြောက်တချို့ဝက်ပိုင်းလေးတစ်ထည်လှူတယ်90တကဘာပဲမကြောက်ဘာဖြစ်လို့မကြတယ်လဲမေးလိုက်တော့ကိုလှူတဲ့အရာလေးကသေးတော်လဲပဲအဲ့ဒီအလှူလေးပေါ်မှာပြန်တွေးပြီးတော့ဝမ်းမြောက်နေတဲ့အပရစေတနာကဒါကောင်းလို့သူတို့အတွက်ပေတကားကပိတ်ပေးသွားတာအဲကြောင့်ခုလဲပဲသင်္ကန်းကကြတဲ့သင်္ကန်းတ